လုပ်ရWe don't have chân chân cho cái này xin xin ba trăm này lít này là tao giá thì lấy giá là tao lấy giá ok quay trên ba này xin ba trăm này là cái nó chỉ lại ba lưu yếu chỉ là sao này đã ở thế bên kia formal đấy formal plan của ni ba vậy là cái baဒီမှာ lighting နဲ့ music တွေအတွက် engineer အကုန်လုံးစီစဉ်ထားရဲငှားရမ်းထားရဲ professional တွေငှားထားပါရဲအခုကတော့ဖွင့်ပြလို့မရဘူးပေါ့နော်။ပေါ်ရဲ lighting တွေလာမယ်။ဒီနောက်ဆုံးက90တန်းမှာဒီရရေးစာပြီးတော့60နောက်80ရှိနေ။ရှေ့ဆုံးက80ပေါ့နော်။ဒီလိုက26ပုံစီထားပါတယ်။အောက်မှာအားလုံးပေါင်းခုံ400ကျော်အပေါ်မှာ300ကျော်လောက်ရှိနေလို့ထင်တယ်။ဒီခုံတွေလည်းဖြစ်မယ်တခြားဒီကပိုကောင်းတဲ့ခုံတွေလည်းတို့လဲနေပြည်လို့နေ။အဲ့တော့လက်မကုံညာဝယ်ကြပါလို့နေရာကောင်းလေးရကြလို့ရှိဒီအရှိဆုံးက80တန်းကအရင်စိတ်နဲ့အရင်တက်နေတော့မော့လည်းကြည့်လာလို့အရင်လောက်ခဲ့တဲ့ပွဲတွေပေါ့နော်သူကတူပြေလေးပဲဆိုတော့လည်းဒီကန်းလေးတော့ရှိနေဒီ90 60 50အဲ့တော့နေရာကောင်းလေးရကြလို့ရှိရင်တော့နည်းနည်းလေးကြိုပြောဝယ်ထားပေးပါလို့အားလုံးလည်းဖိတ်ခေါ်ပါလေရှင်ဒီပတ်စံအားလုံးကစစ်ပေးဆောင်တွေအတွက်ခမင်းဖို့နောက်ပြီးတော့သူတို့ရဲ့ပေါ့နော်အနေစာရေးလေးနည်းနည်းလေးထောက်ကူပြရဆိုရင်လည်းကုသိုလ်အများကြီးရပါတယ်ကုညီကြပါလို့ကြီးပဲဒါ state ပဲပေါ့နော်ဒါတော့ message တော့ကာထားလို့ဒါရ state ကြီးပေါ့အကြီးပဲပေါ့ညာဒီမှာလေးရှိတယ်ဒီရှိတူတူပဲဒီခန်းလေးပါလဲလို့ရှိ state ကြီးပဲမှာရရတော့စိတ်ကကြည့်တာအရင်ငားခဲ့ဘူးတဲ့ဟာရောကနေတော့လေမိုက်တွေထဲမှာဆိုတော့စင်ဝါတက်သွားအဲ့လိုမျိုးပေါ့နော်လွယ်တာပေါ့သူ့ဆိုတော့တပြေးညီတယ်လို့မြင်ရမှာလေခုံနေရတယ်မတူဘူးပေါ့ဒီကပို့ပြီးတော့ကျဲပြီးတော့ပို့ပြီးတော့စင်စီတယ်ပေါ့ကဲဒါကတော့เนาะ31ရက်နေ့အောက်တိုဘာမှာကျင်းပမယ့်ချမ်းချမ်းရဲ့ဒီနေရာပေါ့ music hall နဲ့ဒီဟိုဟာကြီးပေါ့ဘာခေါ်လဲ location ပြီးတော့နောက်တစ်ခါ parking ရှိတယ် parking တွေလည်းရှိတယ်နောက်တစ်ခါဟို greenish ဆိုတာဘူတာယုံနဲ့လည်းအရှမ်းနေတယ်လမ်းလျှောက်တဲ့ distance ပဲအဲ့တော့စစ်ပေးရှောင်းတွေကိုကူညီတဲ့အနေနဲ့ရောချမ်းချမ်းကိုဖျော်ဖြေမှုကိုကြည်ကျင်တဲ့သူတွေအတွက်ကောပြီးတော့စိတ်ပန်းဖြေဖို့ပေါ့နော်အားလုံးစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့အတွက်လာရောက်ကြပါလို့ပဲဒီ organizer အားလုံးရဲ့ကိုယ်စားအမဖိတ်ခေါ်ပါတယ်ဒီ artist တွေအင်ဂျီလဲမဲ့ခန်းအမျိုးသမီးမျိုးသားခွဲထားလာတော့မသိဘူးเนาะသူပြတဲ့အတိုင်းပဲဒီခန်းအင်ဂျီလဲမှာ artist တွေအတွက်
တော်ရေးသူလေးကောင်းလေးချောတာအော်တို30နေ့ချက်ချန်ပွဲအတွက်ကဒီ fundraiser သုံးဖို့အတွက်เนาะပြစ်ချင်းအကျယ်ကြီးလဲတင်းနဲ့3 5 6ခုဒါအောက်ထပ်ပဲရှိသေးတယ်အပေါ်တက်မှာလည်းနောက်ထပ်မိဖို့တစ်ခုရှိမယ်ပြီးလို့ရှိရင်ဒီဘက်မှာရှိခဲ့တစ်တာရှိမယ် freezer ရှိမယ်ပကံဆေးဖို့နေရာချက်လိုက်ပြလိုက်ပါအောင်ပကံဆေးရဲ့နေရာကြီးရှိတယ်ဒါအောက်ထပ်ပဲရှိသေးတယ်ဒီချုပ်ကအင်နာရရတယ်လေးလုံးအောင်ရှိတယ်အဝေလေကန်းနေရာလည်းအများကြီးပဲအပေါ်တက်အင်နာအပေါ် sorry kitchen ကိုတတ်ကြည့်ကြမယ်နော်ဒါကလည်း kitchen ခုန kitchen နဲ့ဒီ kitchen တွေကနှစ်ခုပေါ့နော်အပေါ်တက်နဲ့အောက်ထက်မြင်အောင်ကြည့်လို့ရှိရင်ဒီလှေကားလေးနဲ့ lift တော့မရှိဘူးဒါကအပေါ်တက် kitchen လို့ခေါ်တာပေါ့ခုနဆော့ဆော့ပြခဲ့တာအောက်ထက် kitchen ဒီမှာလှေကားလေးနဲ့တဘော kitchen ကအပေါ်တက်နဲ့အောက်ထက်နှစ်ထပ်ပေါ့ဒီမှာလည်း၄ခုလောက်ရှိတယ်ဟင်းချက်ဖို့ပြီးတော့ပကံဆေးဖို့နေရာတွေရှိတယ်နောက်ရေခဲတက်တာအောက်ထက်ကလိုပဲရေခဲတက်တာရှိမယ် freezer တွေရှိမယ် kitchen ကတော့တအားကိုကျယ်နေတယ်နှစ်ထပ်တောင်ဒီခန်းရကျယ်ရဲဒါအဝတ်လေကံ volunteer တွေအဝတ်လေကံဟို artist တွေမဟုတ်သေးဘူးအဲဆိုရတဲ့ကျယ်ရဲဒီတက်တော့ကျယ်ဒီတက်လည်းပို့ပြီးတော့တောင်းတယ်တက်လေကလည်းသုံးလို့ရတယ်တကယ်လို့အသက်ကြီးတွေဒီချက်နဲ့လာပြီးတွေ့လည်းအဆင်ပြေပါတယ်free drinks ပေါ့နော် complimentary drinks တို့ဒီဘီယာတို့ဘာညာကွကွပေါ့နော်ပေးမယ့်နေရာလေးပေါ့အခုအပေါ်ရောက်နေနော်အပေါ်ရဲ့ဒီရှေ့ဆုံးအဝါနဲ့ခုံနေအားလုံးကပေါင်90ဟိုးပေါ်ရောက်သွားပြီဆိုရင်ခုံနေအားလုံးကပေါင်30ဒီပေါ်ကလေပေါင်30ဆိုပေမဲ့လည်းเนาะမြင်ကွင်းက share မိုက်တယ်50နဲ့30တန်းပေါ့เนาะနှစ်ခုအရောစပြည့်နော်ဟုတ်ကဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ stage hall music hall fundraiser တွေအတွက်ဈေးရောက်မဲ့နေရာ kitchen အားလုံးကိုကြည့်ရှုပြီးပါပြီတကယ်ကိုတက်တက်ရရနဲ့အဆင်ပြေတဲ့နေရာတစ်ခုပါအဲ့တော့စတင်ပြီးစိတ်ကူးတဲ့လူတွေရောနောက် organizing committee နောက်ညီမငယ်ချမ်းချမ်းပေါ့နော်လာရောက်ပြီးတော့ကူညီမယ်နောက် fundraiser တွေနောက်နှွေဦးမိသားစုဒါ UK community အားလုံးကမြန်မာပြည်မှာရှိရဲလိုအပ်နေတဲ့ဒါစစ်ပေးရှောင်းတွေအတွက်ကျွန်တော်တို့ဒါအတူတူစူးစမ်းကြမှာဖြစ်တဲ့အတွက်လက်မှတ်တွေဝယ်ယူအားပေးဖို့ဒီနေရာကနေကျွန်တော်တို့နှိုးဆော်ပါတယ်